မင်္ဂလာပါကျွန်တော်စပိုင်ဒါပေတီကူကနေကြိုဆိုပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကြီးမြင့်နိုင်ပါပေါ့နော်ကြီးမြင့်နိုင်ကျွန်တော်တို့ဒီ Nessin Land ထဲမှာကျွန်တော်တို့မိုးရီကိုဖာမှာပဲဖြစ်ပါတယ်ဒီကတော့သူကတော့ကန်ထွက်တိုက်ပေါ့နော်6ထက်တိုက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဖားမှာလို့လေးလွာပေါ့နော်ဒါကတော့ကျွန်တော်တို့အပေါ်ဆုံးကနေဒါကျွန်တော်တို့ကျိုးစင်းဖို့အတွက်ကျွန်တော်တို့ကျိုးရှိဖို့ဒါကျွန်တော်ညီကူတွေပြင်ဆင်နေရပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကတော့အပေါ်ကနေပဲပေါ့နော်ထုံစံတိုင်းကျွန်တော်တို့ဒီခေါင်းကနေကျွန်တော်တို့ဆင်းမယ်ပြီးရင်တော့ကျွန်တော်တို့ပြပြရမယ့်နေရာတော့လေးလွာမှာပေါ့နော်ကျွန်တော်တို့အခုလိုမျိုးညက်စင်လို့လည်းမရဘူးညက်စင်ဖို့လည်းခက်ခဲတဲ့နေရာတွေကျွန်တော်တို့မွေးယူဖာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စပိုင်ဒါပိန်းကူလည်းဆက်သွယ်လို့ရပါတယ်စစ်တုံမဲ့ဆိုရင်ပဲဖြစ်ဖြစ်မွေးယူတာပဲဖြစ်ဖြစ်ပေါ့နော်မွေးယူတာဆိုတော့ကျွန်တော်တို့ဂရန်နီအမခံ3နှစ်ပေးပါတယ်ခင်ဗျကျွန်တော်တို့ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော် TikTok အကောင့်မှာလည်းဖုန်းနံပါတ်လေးတင်ထားပေးပါတယ်ကျွန်တော်တို့ဒီအလုံးမလုံးခင်မှာလည်းပေါ့နော်ကျွန်တော်တို့လုပ်ငန်းခွင်ကိုပထမဆုံးတစ်ခါလာကြည့်ပြီးတော့ကျွန်တော်တို့ဒီလောက်ရမယ့်ကုန်ကျစရိတ်တွေကျွန်တော်တို့လောက်ရမယ့်ပုံစံတွေကိုလည်းကျွန်တော်တို့လာကြည့်ပြီးတော့တွက်ပြပေးပါတယ်လူချင်းမျိုးအနေနဲ့လည်းဆက်သွယ်မယ်ဆိုရင်တော့ကျွန်တော် TikTok အကောင့်မှာလည်းဖုန်းနံပါတ်လေးတင်ထားပေးပါရခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်